သူမထွက်သွားပြီးနောက်တအိမ်လုံးတိတိတတ်တာတုန်ခါလာပြီးကျမ်းပြင်များအကွဲကုန်ပါတယ်အဲ့ဒီနောက်အာဘတ်ထွက်လာပြီးသူ့ခြေထောက်ကိုလှမ်းဆွဲလိုက်တာကြောင့်သူလဲကျသွားပါတော့တယ်အာဘတ်ကသူ့အပေါ်ငုံကြည့်ပြီးမင်းကငါ့အပိုင်ပဲလို့ပြောလိုက်ပါတယ်ပြီးတော့သူ့လက်ကိုကင်ပြီးလက်ချောင်းတွေကိုခုတင်နဲ့အတင်းထိုးထည့်လိုက်တာကြောင့်ဘောတယောက်နာကျင်လွန်းလို့အော်ဟစ်နေရပါတယ်အပြင်ဘက်မှာတော့နဂတ်ကရိုင်းရိုင်စီကိုလာပြီးလက်ကိုလှမ်းကင်ပြီးမဲ့ရိုင်းကလက်ကိုပုတ်ထုတ်လိုက်ပါတယ်အာဘတ်ကဘောကိုမတက်ခင်မှာပဲရိုင်းရောက်လာပြီးသူ့လက်ပင်ကိုဓာတ်နဲ့လှိဖြတ်လိုက်ပါတယ်နောက်ပိုင်းမှာမာ့နဲ့လုပ်ဖော်ကိုင်ဘက်တွေကဘောပြုပြင်ထားတဲ့အိမ်ကိုတပ်ပုံရိုက်ဖို့ရောက်လာကြပါတယ်။မာ့ကဆုံးမကရှိနေသေးလားလို့မေးတဲ့အခါသူကရိုင်းတက်လိုက်ပြီးလို့ပြန်ဖြေပါတယ်။မာ့ကနဂတ်ကိုမြင်နေရတော့မဲလားလို့ထပ်မေးတော့သူကမင်းနောက်မှာမင်းရဲ့ဝိညာဉ်ကအမြဲလိုက်နေမှာပဲသူတို့ကမင်းနဲ့အတူနေထိုင်နေကြတာသူတို့ကိုလက်ခံလိုက်တဲ့အချိန်ကြာမှသာကိုပြန်ရင်ဆိုင်နိုင်မှာလို့ပြောပါတယ်။သူတို့ကဒါငါတို့အိမ်မဲ့အခုငါတို့ဒီမှာပြောနေကြပြီလို့လည်းဆိုပါတယ်ရဲအရာရှိတွေပြန်သွားတဲ့အခါဘောနဲ့ရိုင်းတို့အတူတူရက်နေကြပြီးသူတို့ပတ်လည်မှာဝိညာဉ်ပေါင်းများစွာဝင်းရနေတာကိုတွေ့ရပါတယ်။ရိုင်းကဘောရဲ့လက်ကိုစုပ်ကန်လိုက်တဲ့အခါမှာတော့ဝိညာဉ်တွေအားလုံးပျောက်ကွယ်သွားပါတော့တယ်။